ကောသရမင်းကြီးဟာနေ့ချိုက်အိပ်ပျော်ရာကနန်းနယ်မိုးတော့အလင်းရောက်ခံဒီလေးမှာအိမ်မက်16မျိုးကိုသူမက်လိုက်တယ်အဲ့ဒီ16မျိုးကိုတစ်မျိုးစီအကျိုးနဲ့အကြောင်းနဲ့မြတ်စွာဘုရားရဲ့ရှင်းပြချက်ကလေးနဲ့သွားရအောင်သူအိမ်မက်တွေထူးထူးဆန်းဆန်းမက်လို့အဲ့ဒီအကြောင်းတွေဘုရားလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကပြောပါအောင်နဲ့ဘာတွေမက်တာတုံးဆိုတာတစ်ခုချင်းသူလျှောက်တာတွေကိုမြတ်စွာဘုရားကရှင်းလင်းဖော်ပြတဲ့ဒီမဟာသုပိနစာရကဆို950ဇာတ်ထဲမှာ950ဇာတ်ထဲမှာ89ခုမြောက်ဇာတ်မှာဒီအကြောင်းကိုမှတ်တမ်းတင်ထားတာပါတယ်ပေါ့ဖျားပထိုးတွေမှာလည်းပဲဒီကောသလအိမ်မက်16ချက်ဆိုတာပကြီကားတွေရေးထားလိမ့်ရှိကြတယ်ပေါ့နော်ပကြီကားတွေရေးထားလိမ့်ရှိတယ်အဲ့ဒီမှာသူကအိမ်မက်အကြောင်းကိုတစ်ခုချင်းသူမက်တာတွေကိုတစ်ခုချင်းရှောက်တယ်အဲ့တော့ပထမဆုံးသူအိမ်မက်မက်တာဘာမက်တုံလို့ဆိုတော့အိမ်မက်ထဲမှာဖျားတဲ့ဒီမျက်စင်းရောင်မျက်စင်းဆိုတာဟိုခတ်ညိုအညိုရောင်အစင်းပေါ့မျက်စင်းတောင်ရဲ့အရောင်မျက်စင်းရောင်နွားနဲ့ကြီး၄ကောင်နွားနဲ့ကြီး၄ကောင်ဟာတွန်တန်နေပေးပြီးတော့တပည့်တော်ရဲ့နန်းရင်ပြင်ဘက်ကိုအရက်လေးမျက်နှာကနွားနဲ့ကြီး၄ကောင်ဝင်လာတယ်တဲ့နွားကြီးတွေကတွန်ပြီးတော့အနဲ့ရောင်နွားကြီး၄ကောင်နွားလာဥဒဘလို့ခေါ်တယ်နွားကြီး၄ကောင်တွန်တန်ပေးပြီးတော့အရက်လေးမျက်နှာကနေပြီးတော့ဝင်လာကြတယ်ဝင်လာပြီးတော့တကောင်နဲ့တကောင်ဆောင်ကြတယ်ခွေတော်မဲ့ပုံစံပေါ့အရက်လေးမျက်နှာတောင်းလာတဲ့ကောင်နဲ့မြောက်ကလာတဲ့ကောင်အရှိကလာတဲ့ကောင်နဲ့နောက်ကလာတဲ့ကောင်ခွေကြတော့မယ်လို့ဟန်ရေးပြပြီးတော့နန်းရင်ပြင်ကိုရောက်လာဟန်ရေးပြပြီးတော့ခွေမလို့လုတ်ပြီးတဲ့အခါကျတော့နွားကြီး၄ကောင်ဟာမခွေပဲနဲ့တကောင်ရှောင်ထွက်ဒီတွန်တန်နေပေးပြီးတော့လာရအရက်ကိုပြန်ထွက်ပြေးတာကိုသူမြင်လိုက်ရတယ်ကဲထူးထူးခြားခြားသူကလည်းကြောင်ခဲ့တဲ့တိတ်တော်မက်တဲ့လူရှိနော်အဲ့ဒါလို့နွားလေးကောင်ဟာခွေမလို့ခွေကြတော့မလို့ဆိုပြီးတော့တွန်တန်နေပေးပြီးလာပြီးအနီးနားကျမှရှောင်သွားကြတာကိုမြင်လိုက်တော့ဘာများပါလေဒီအိမ်မက်ကပထမဒီအိမ်မက်ကိုတပည့်တော်မက်ပါတယ်လို့ဆိုတော့မြတ်စွာဘုရားကသူပြောပြတာနားထောင်ပြီးတော့ရှင်မင်းကြီးတဲ့ဒီအိမ်မက်ကသင်မင်းကြီးအတွက်ဘာမှအကျိုးသက်ရောက်မှုမဖြစ်ပါဘူးတဲ့ဒါဟာနောက်အနာဂတ်မှာဖြစ်ပေါ်လာမယ့်အခြေအနေတစ်ခုကိုဖော်ပြတဲ့အိမ်မက်သာဖြစ်တယ်ပေါ့နောက်အချိန်ကြလို့ရှိရင်လူလောကကြီးဟာဆုပ်ယုပ်ပြက်ပြားလာလို့ဆုပ်ယုပ်ပြက်ပြားလာတဲ့အခါမှာမိုးခေါင်ရေရှားတောတွေပြုံးလာတဲ့ပြဿနာတွေပေါ်လာနိုင်တယ်အဲ့ဒီမှာမေဃပါဒလို့ဆိုတဲ့မိုးရဲ့အခြေအမြစ်တွေအကုန်လုံးပျက်စီးကုန်အခြေအမြစ်တွေပျက်စီးကုန်တယ်မိုးရွာတယ်ဆိုတာတောတွေတောင်တွေကနေပြီးတော့ထွက်လာတဲ့အပူငွေ့တွေပင်လယ်ထဲကတက်လာတဲ့အပူငွေ့တွေရေငွေ့တွေအဲ့ဓာတွေကကောင်းကင်ယံတက်ပြီးတော့အပေါ်ကနေပြီးအေးနဲ့တွေ့တဲ့အခါမှာပြန်ရွာချလေရှိတာကိုအဲ့ဒါလို့ရေဓာတ်တွေဟာမြေကြီးကနေတက်သွားပြီးတော့မှအပေါ်ကနေပြန်ရေချနောက်ပိုင်းရောက်လာတဲ့အခါမှာလူတွေဟာလောဘတွေကြီးဒေါသတွေကြီးဆုပ်ယုပ်လာတဲ့အချိန်ခါမှာဆိုရင်တောတွေတောင်တွေပြုံးလို့ဒီမိုးခေါင်တဲ့အနေအထားမျိုးတွေဖြစ်လာနိုင်တယ်တဲ့မိုးရွာဖို့အခြေအမြစ်တွေအကုန်လုံးပျက်စီးကုန်တတ်တယ်မြစ်တွေချောင်းတွေတောတွေတောင်တွေအဲ့ဒီကရေကိုရေငွေ့တွေမရှိလောက်6တွေ့လာပြီးတော့မိုးရဲ့အခြေအမြစ်ဖြစ်တာတွေအလုံးပျက်စီးလာတဲ့အခါမှာတဲ့မိုးသားတိမ်လေးတွေကောင်းကင်မှာဆင်းလာပြီးတဲ့အခါမိုးရမယ့်ရာသီရောက်တော့လည်းပဲချိန်ပြီးတော့မိုးတွေဟာအရှိကရောတောင်ကရောအနောက်ကရောမြောက်ကရောဆိုတာလို့တက်လာပြီးတဲ့အခါကျတော့မိုးတန်နေပေးပြီးတော့မရွာပဲနဲ့တိမ်နေလွှင့်စင်ပြီးတော့သွားတာမျိုးအဲ့ဒီမိုးခေါင်ရေရှားတဲ့
အနေထားတွေဟာနောက်နှစ်ပေါင်းကြာလာတဲ့အခါမှာကဘာကြီးမှာဖြစ်ပေါ်လာလိမ့်မယ်တဲ့ဖြစ်ပေါ်လာနိုင်တယ်ဆိုကောသလမင်းကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း1600လောက်ကမက်ခဲ့တဲ့အိမ်မက်ဟာဒီကနေ့မှာမိုးကောင်ရေရှားတယ်ဆိုတာဖြစ်ပေါ်လာနေတယ်ပေါ့ဒီလိုဆိုတာအဲ့တော့အခြေအနေတခုဟာအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးအကြောင်းမဲ့ဖြစ်လာတာမဟုတ်အလုံးဟာပူနွေးပြီးတော့လောကကြီးမှာရေဓာတ်မြေဓာတ်တွေဆုပ်ယုပ်လာပြီးတဲ့အခါမှာမိုးရွာဖို့အခြေအနေတွေဟာအလွန်နည်းလာတယ်အလွန်နည်းလာသည့်အတွက်ကြောင့်လူတွေဟာသီးနှံတွေစိုက်ပျိုးမိုးရွာတော့မယ်လို့ထင်သီးနှံတွေစိုက်ပျိုးထားတဲ့အချိန်မှာမိုးကမရွာတဲ့အခါမှာကောက်ပဲသီးနှံတွေလည်း6သွေ့ပျက်စီးကုန်တယ်တဲ့မိုးခေါင်ပြီးတော့အရာလေးမျက်နှာတက်လာတဲ့မိုးတွေဟာချိန်လာပြီးတော့မရွာပဲနဲ့မိုးခေါင်ရေရှားမှုတွေကိုမကြာခဏဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးနောင်ကြလို့ရှိရင်ဖြစ်လာလိမ့်မယ်ဆိုတာကိုရည်ရွယ်ပြီးတော့အဲ့ဒီနောင်မှာဖြစ်ပေါ်လာမဲ့အခြေအနေတရက်ကိုယခုအချိန်ကကြိုတင်ပြီးတော့မက်ထားပါသင်မင်းကြီးလက်ထက်မှာဒီအိမ်မက်ရဲ့အကျိုးဟာဘာမှဖြစ်အောင်မဟုတ်သေးပါဘူးနောက်နှစ်ပေါင်းကြာလာတဲ့အခါကျတော့လောကကြီးဟာဆုံးလာပြီဆိုရင်ဒီအကျိုးသက်ရောက်မှုတွေပေါ်လာပါလိမ့်မယ်လို့မြတ်စွာဘုရားအဲ့ဒါလိုဟောခဲ့တယ်နော်အဲ့လိုဟောတယ်နောက်ကျမှအကျိုးသက်ရောက်မှာခုချိန်မှာမဖြစ်သေးဘူးလို့ဆိုဘုန်းကြီးတို့စဉ်းစားကြည့်မိတယ်ဘုန်းကြီးတို့စင်ကူကရွာပေါ့လေကိုယ့်ရဲ့ဇာတိရွာကမြစ်ကမ်းခြေမှာရှိတယ်မြစ်ကမ်းခြေကအေယာဝတီမြစ်ခွဲကလေးမြောင်မြစ်လို့ခေါ်တယ်အေယာဝတီမြစ်လက်တက်ကလေးအေယာဝတီမြစ်မကြီးကခွဲထက်လာပြီးတော့မြစ်လက်တက်ကလေးမှာအဲ့ဒီကမ်းခြေမှာဘုန်းကြီးတို့ရွာရှိတယ်ပေါ့အဲ့ဒီမြစ်နဲ့ပတ်သက်ပြီးတော့3ခါလောက်မဖူးတာကိုမှတ်ရရှိတယ်အိမ်မက်ထဲမှာအဲ့ဒီမြစ်ရည်တွေဟာခန်းသွားပြီးတော့နောက်6ကဘာကြီးတွေလို့ဖြစ်ပြီးဟိုဘက်ဒီဘက်ကိုလမ်းလျှောက်ပြီးတော့သွားလို့ရတဲ့ဟာကို3ခါလောက်မဖူးတယ်မြစ်ရည်တွေဟာခန်းသွားပြီးမရှိတော့ဘူးဆိုဟောကနေ့ခေတ်မှာတော်တော်ကိုနီးစပ်လာတယ်အဲ့ဒါအိမ်မက်တာအခုဆိုမြစ်ကလေးကတော်တော်လေးကိုကျဉ်းသွားပြီးတော့တချို့နေရာတွေဆိုလို့ရှိရင်ဖြတ်ကူလို့တောင်ရနေပြီတောင်တွေထိုးပြီးတော့အဲ့ဒီမြစ်လက်တက်လေးဟာတဖြည်းဖြည်းနဲ့တိမ်ကောပပျောက်သွားမယ်အနေထားမျိုးလားလို့စိတ်ထဲမှာတောင်းပါပဲဒီမှတ်နေမိတယ်ပေါ့နော်မေတ္တာဟာလွန်ခဲ့တဲ့10နှစ်လောက်ကတို့15နှစ်လောက်ကတို့အဲ့ဒါမေတ္တာ3ခါလောက်မဲ့ဖူးတယ်ပေါ့အဲ့ဒီမြေကျောဟာရေတွေခန်းသွားလို့ဟိုဘက်ရွာကိုကုန်းချောင်းလျှောက်သွားရတယ်လို့အိမ်မက်ခဲ့တယ်ပေါ့ဒီမဲ့မြစ်ကလေးဟာခုချိန်မှာတဖြည်းဖြည်းရေတွေတိမ်လာတာကိုတွေ့ရတယ်ခုဆိုလို့ရှိရင်တော်တော်လေးကမ်းခြေတစ်ဖက်နဲ့တစ်ဖက်ဟာတောင်တွေထွန်းပြီးတော့နီကလေးဖြစ်လာတယ်တချို့နေရာမှာဆိုရင်ဖြတ်ကူးလို့တောင်ရတဲ့အနေအထားမျိုးတွေရေနေတဲ့အချိန်မှာဖြစ်လာအဲ့တော့အိန္ဒိယနိုင်ငံမှာရှိတဲ့မြတ်စွာဘုရားအလောင်းတော်တပိတ်မျောရွှေခွက်မျောခဲ့တဲ့နေရင်စရာမြစ်ဆိုတာလေအိန္ဒိယဘုရားဘူးရောက်တဲ့လူတွေတွေ့မှာအခုသဲချောင်းကြီးဖြစ်နေပြီနိသဲချောင်းကြီးဖြစ်နေပြီရေမရှိတော့ဘူးအဲ့တော့တစ်ချိန်တစ်ခါကျတော့ဖြစ်လာမယ်ဆိုတဲ့အနေအထားတွေကိုကြိုတင်ပြီးတော့မေတ္တာများလားလို့စိတ်ထဲမှာဒီလိုမှတ်မိတယ်ပေါ့နော်အဲ့တော့ပုဗ္ဗနိမိတ်တာဆိုတာတွေဟာလောကမှာဖြစ်လာမဲ့အနေအထားတစ်ခုတွေကိုမေတ္တတယ်ဆိုတာဒါသဘာဝတစ်ခုပဲပေါ့ကောသလမင်းကြီးရဲ့ဒီနွားကြီး၄ကောင်ဟာတကောင်နဲ့တကောင်ဝှေ့ကြတော့မယ်ခွေကြတော့မယ်ဆိုတဲ့အနေအထားနဲ့ဟန်ပြပြီးတော့လာပြီးရှောင်ထွက်သွားတာမျိုးလို့မိုးတွေဟာလည်းပဲမိုးလုံးတွေဆင်းလာပြီးတဲ့နောက်ဆုံးမှာတစ်စက်မှမကြပဲနဲ့မိုးတွေကပြက်သွားတာမျိုးတွေလောကကြီးမှာလည်းမကြတွေ့ရတာမျိုးတွေရှိတယ်ပေါ့အဲ့ဒီလိုအခြေအနေမျိုးတွေဖြစ်လာလို့ရှိရင်မိုးကောင်ရေရှားခြင်းတံကိုခံရရပြီတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်သီးနှံတွေမဖြစ်ထွန်းလို့ရိတ်ခါတွေပြတ်လို့ဆင်းရဲဒုက္ခရောက်ကြရတာဆိုတာဒေသအလိုက်မှာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့နောင်ခါမှာဖြစ်ပေါ်လာမဲ့အနေအထားတစ်ခုကိုစွဲမဲ့ပြီးတော့အခုလိုကောသလမင်းကြီးဟာအိမ်မက်ခဲ့တာဒါကြောင့်မို့ကောသလအိမ်မက်နဲ့ယနေ့ကဘာဟာဆက်ဆက်မှုရှိနေတယ်ဆိုတာသိကြတယ်ပေါ့ဒီလိုဆိုလိုတာငယ်ငယ်တုန်းကတော့စဉ်းစားတယ်
ကောသလအိမ်မက်ကဘာဖြစ်လို့ဗမာပြည်မှာလာပြီးတော့မှန်ရမှာလဲသူကကလာအိန္ဒိယနိုင်ငံမှာမက်တာအိန္ဒိယပဲဖြစ်တဲ့နယ်လို့ငယ်ငယ်တော့အဲ့လိုတွေးမိတယ်အမှန်ကတော့လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့ပဲပြောရမှာဖြစ်တယ်ပေါ့ဘယ်နိုင်ငံပဲဖြစ်ဖြစ်လူလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အိမ်မက်တစ်ခုလို့ဒီလိုမှတ်ယူရဒါကြောင့်မို့ဒေသအလိုက်လောကကြီးဟာဆုပ်ပြပြလာပြီဆိုရင်မိုးကောင်ရေရှားမှုတန်းကိုကဘာမှာခံရမှာဖြစ်လို့သိပ္ပံဆရာတွေကရေရှားတဲ့ဓာတ်တွေဖြစ်ပေါ်လာမယ်ဆိုတာကိုအချိန်ချင်းတတိပေးစကားတွေရေးသားနေကြပြီပေါ့တနေ့ကျရင်ရေချိုတွေကဘာမှာရှားသွားလိမ့်မယ်ဆိုတာကိုတတိပေးနေကြတယ်ပေါ့ဒါကကောသလအိမ်မက်16ချက်တည်းကနံပါတ်1သူမက်တဲ့